ဇလန်းလေးစမှာတော့အကြမ်းမီသေးခင်မှာမိဘနှစ်ပါးဆုံးရှုံးထားတဲ့ညီမနှစ်ယောက်အသေးကြီးစီကိုပြောင်းလာကြပါရဲ့မာလီဝမ်းနေနေမယ်ဆိုတာမမတိပါရဲ့မမလည်းအကိစ္စကြီးဖြစ်ပြီးရဲ့နောက်ပိုင်းညီမလေးစီအမြန်ပြေးလာတာပဲအခုအိမ်ပြောင်းလာရဲဆိုတာလည်းမမတို့အတွက်အဆင်ပြေအောင်ပါမမတို့ပစ္စည်းတွေကဟိုမှာချပြီးသွားပြီမမတို့ဒီတိုင်းပဲနေရုံပဲဟိုမှာထွေးနေရပြီWow, so big, amazing. ကျန်ညာစောစောတဲမှာဒါပို့ပြီးတော့ကြီးလိုက်တာ我妈已经厉害人的年纪，这边看小高呢，我不听了。ဒီနေရာစီကမချစ်မလို့တည်းရဲ့တင်လာရှင်တည်းမှာကြီးရှိနေတဲ့နေရာကြီးပါဒါကမသိသေးတဲ့ညီမနှစ်ယောက်တော့ကတော့စင်မကောင်းစရာတည်းပါ 3 days later မမဈေးသားဝယ်လိုက်အောင်မယ်ဒီနီးနားမှာမခိုက်တစ်ခုတွေ့ခဲ့မမတို့ကခုမှအိမ်ပြောင်းလာဆိုတော့စားကြရဝယ်ပြီးတော့ဖြည့်ထားမယ်ဒီကြရင်အိမ်နီးနားစနေကိုဖိပြီးတော့အိမ်ကျိုးစပွဲလောက်အောင်မယ်我妈明明都好运平平别来给喏，你妈的给妈掉他们你给行？ဒီပါညီမလေးမမတန်းနိုင်ဆုံးပြန်လာခဲ့ပါမယ်奶奶叫不告你，我妈给谁呢？晒眼给晒断了。ညီမဖြစ်သူဒီမပြီးဆုံးနိုင်သေးတော့အိမ်စာများကိုလုံးနေရင်ရုတ်တရက်အတန်တစ်ခုကြားလိုက်ရပါရဲ့ What the heck？ ဘာတိုင်းလဲအင်းတို့ရဲ့ဝင်လာနေရလားငါသွားကြည့်အောင်ပါပဲဘာလို့လဲခေါ်ကြရလားဘာလို့လဲဖြစ်သွားလေကြောင်းဝဲလာမြားလားမလင်းနေကိုလို့ငါထားအကုန်လုံးပြင်ရှင်းရမယ်မမပြန်လိုက်ဆိုးတော့မှာပဲလဲလိုက်ကမမရဲ့အတန်းနဲ့မပြေဘူးညီမမလောက်ဘူးတရားရလောက်ပါလားမမနားလိုက်ပြီညီမလေးတကယ်ပြောတာပါ Black midnight ညီမဖြစ်သူတရားသူ့မအခမ်းဘက်ဖင်ထိုးလက်ရင်ရုတ်တရက်ရေးစားလာပါရဲ့ငါလေးရှင်းနေပါတယ်ညညတို့ဒီတော့ရေးပဲစားနေရပဲ我妈也过来玻璃偷到嘛呗，我们那个人人都去人家家呗。扣大了么的跑，大路刚来的，半路刚来的。ဒီလိုနဲ့အမဖြစ်သူကိုလာဘူးကိုအငမ်းမြတ်ထုတ်တော့ရင်ရုတ်တရက်ဆိုသလိုမင်းရဲ့တစ်ဖြက်ဖြက်ဖြစ်လာပါမယ်还怕被咋嘞？啊，好的。